17ရာခိုင်နှုန်း discount ချပေးမယ်ဂရန်မြေပြင်ဦးလင်မှာရမယ်လုံးဝကိုကြုံမသွားသေးဘူးเนาะဂရန်မြေကိုပြင်ဦးလင်မှာဝယ်ယူမယ်လို့စိတ်ကူးထားတယ်ဆိုရင်တော့ဒီ post ကိုအဆုံးထိကြည့်ပေးလိုက်ပါဗျပြင်ဦးလင်မြို့မှာဂရန်မြေကို3200အောက်ကိုမှ17ရာခိုင်နှုန်း discount လဲချပေးမယ်ဂရန်တက်တန်းအသစ်ကိုအမီပေါက်နဲ့လဲရရှိမှာဖြစ်ပါတယ်ချန်အကျယ်ကလည်းဒါပေ40 55တီရှိတဲ့ခြံဝင်းအနေအထားဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဒီအိမ်ယာဝင်းလုံးမဲ့ပတ်ဝန်းကျင်ကိုကျွန်တော်ဒါတင်ပြပေးခြင်းဖြစ်ပါတယ်ချန်ရှိကလည်းဒါမျက်နှာစာအနေနဲ့ကပေ40လောက်ကိုကျယ်ဝန်းတဲ့လမ်းအနေထားလေးဖြစ်တယ်ကြိုပွိုင်းအနေနဲ့ရောင်းချပေးမှဖြစ်ပြီးတော့အရေးကြကလည်းဒါ4လထိကိုရရှိမဲ့ဂရန်မီဖြစ်ပါတယ်ဒီကွင်းကတော့ဒါကျွန်တော် sample အနေနဲ့ပြပေးတဲ့ကွင်းဖြစ်တယ်လက်ရှိကလည်းအယောင်းဝယ်ကချက်ချင်းဈေးလဲတန်နေ17ရာခိုင်နှုန်းလဲ discount ချပေးတာဖြစ်လို့အယောင်းဝယ်ကတော့မြန်ဆန်တယ်လက်ရှိအနေနဲ့9ခွက်ပဲကြံတော့တဲ့အနေအထားမျိုးလေးတွေဖြစ်ပါတယ်ခေါ်ဆိုရတဲ့ဈေးနှုန်းကတော့ပေ45 55ကို3980ဖြစ်တယ်17ရာခိုင်နှုန်း discount ချတာဆိုတော့အကြမ်းပြင်းအားဖြင့်300ဝန်းကျင် discount ချတာဖြစ်လို့ပေ40 55ကို1980ဝန်းကျင်မှာရရှိမယ်အရေးကြကလည်း4လတောင်မှရရှိတာဖြစ်လို့ကျွန်တော်ရဲ့မိတ်ဆွေတွေတကယ်ကိုမှလက်ဦးတင်တဲ့အကွက်အကွင်းကောင်းတဲ့နေရာအနေထားဖြစ်ပါတယ်နေရာကလည်းပြင်ဦးလင်မြို့ရဲ့ရက်ကွက်ကြီး15ဖောင်းတော်မှာတည်ရှိမယ်နှီးဖျားလမ်းနဲ့လည်းနီးတယ်ဒါမျိုးဆောင်လမ်းကနေဆိုလို့ရှိရင်လည်း10စက္ကန့်လောက်ပဲဝင်ရတာဖြစ်ပါတယ်